အားလုံးပဲမင်္ဂလာပါဖခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းတယ်ဒီနေ့မှာကျွန်တော်ကောင်းစီတစ်ခုနဲ့sharing လုပ်ချင်တာဖြစ်ပါတယ်အဲ့ဒီကောင်းစီရပါလဲဆိုတော့ကပ္ပါမှာတန်ရာအများဆုံးသောလူသားတို့ဖြစ်ပါတယ်ဆိုကျွန်တော်တို့လူတို့ဖြစ်လာရင်ကိုစီတန်ရာတွေရှိကြတယ်ပြီးတော့တန်ရာတန်ချက်နဲ့တင်းတဲ့သူဆိုတာမရှိပါဘူးတချို့သူတွေကတော့အတွင်းတန်ရာစိတ်တန်ရာတွေရှိမယ်တချို့သူတွေကတော့မြင်လို့ရတဲ့အပြင်တန်ရာတွေရှိမယ်တချို့တို့သူတွေကြတော့အတွင်းတန်ရာပါအပြင်တန်ရာပါရှိတာဖြစ်ပါတယ်။ဒီနည်းအားဖြင့်ပြောရရင်လူတွေမှာအတွင်းဝေဒနာဆိုတဲ့ trauma နဲ့အပြင်တန်ရာရှိတယ်လို့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်။ဆိုမြင်ရတဲ့အရာကကုသဖို့အတွက်ဖြစ်နိုင်ပေမဲ့တချို့မမြင်ရတဲ့တန်ရာတွေကစိတ်တန်ရာတွေကကုသဖို့အတွက်အင်မတန်မှခက်ခဲတာဖြစ်ပါတယ်။ဆိုအတွင်းတန်ရာတွေမကုသရင်ကျွန်တော်တို့အမှုတော်ဆောင်တယောက်ဖြစ်နေအောင်မှအဲ့ဒီအမှုတော်ဆောင်တယောက်ဟာအတွင်းတန်ရာမကျက်ဘူးဆိုရင်အတွင်းတန်ရာမကျမ်းမာတာပြန်နေပြီးတော့မကျမ်းမာဘူးဆိုရင်ကိုယ်ကိုထိခိုက်နာကျင်စေနိုင်ပါတယ်။ဒါကြောင့်သင်ကအမှုတော်ဆောင်တယောက်ဖြစ်တယ်ခရရအမှုတော်ချက်မပါဝင်စက္ကန့်နေတဲ့အတွင်းတန်ရာရှိတဲ့သူတယောက်ဆိုရင်ခရစ်စက်ဖို့အတွက်အင်တာနက်ကြီးပါတယ်အတွင်းတန်ရာခရစ်စက်ပါအဲ့ဒါအင်တာနက်ကြီးပါတယ်အတွင်းတန်ရာကုသဖို့အတွက်လည်းအင်တာနက်အရေးကြီးတယ်ဆိုတော့တို့ပြချင်တာဖြစ်ပါတယ်ဆိုတော့တချို့လူတွေရဲ့တန်ရာတွေကဘာလူတွေကိုခွင့်မလွတ်နိုင်ခြင်းပေါ့နော်လုံးဝခွင့်မလွတ်နိုင်ဘူးလုံးဝမုန်းသီးတာဆိုတော့အဲ့ဒီအရာကကျွန်တော်လူတွေကိုပို့ပြီးတော့ကျမ်းမာရေးကိုလည်းထိခိုက်စေတဲ့အရာဖြစ်ပါတယ်နော်ချို့တို့စာရေးဆရာတွေကပါပြောလဲဆိုတော့လူကြောင့်ကိုမုန်းသီးခြင်းကအစိတ်တောက်ပြီးတော့ကိုမုန်းတဲ့သူကိုတီးဖို့စောင့်နေရတဲ့သူတဲ့ကိုကအစိတ်ခွက်တောက်ပြီးတော့သူတစ်ပါးတီးဖို့စောင့်နေရဆိုတာကကိုပဲရင်တရားမှာလေဟိုကတရားမှာမဟုတ်ဘူးပြောချင်တာကဒီဘောမုံဒီချင်းဒီဘောမပွက်ခါးပြီးချင်းတွေကကိုကိုပဲကြီးခိုက်တာဖြစ်တယ်ကိုရဲ့ကျမ်းမာရေးကိုပဲကြီးခိုက်တာဖြစ်တယ်ဆိုတော့ပြောချင်တာဖြစ်တယ်တမန်တရားကဘာပြောလဲဆိုရင်ယေရှုခရစ်တော်ကတမန်တရားကိုလည်းတည်ကြတဲ့ချင်းဟိုတမန်တရားကဒီတော့ကိုလက်ချင်းခွန်ပြနေတဲ့လက်ချင်းအခွင့်ကိုလည်းဘုရားကပြင်ဆင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ဘယ်လိုကုသမလဲကျွန်တော်တို့အတွက်တော့တမိုင်းတစ်လျှောက်ကဘာမှာအနာကျင်ဆုံးလူသားတန်ရာတန်ချက်အများဆုံးကဘယ်သူလဲလို့ကျွန်တော်ကိုမေးလာရင်တော့ကျွန်တော်အနေနဲ့ယေရှုခရစ်တော်ဖြစ်တယ်လို့ဖြေမိမှာပါ။ဘာကြောင့်လဲ။သူဟာအပြစ်မရှိတဲ့သူဒါပေမဲ့အပြစ်ရှိတယ်လို့ဆွဆွချင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။သူကလောကသားတွေကိုအယမ်းချစ်တယ်အသက်ဆုံးပြီးချစ်တယ်ဒါပေမဲ့အမုန်းခံရတယ်သူစိတ်ချလက်ချမွေးထုတ်ထားတဲ့တပည့်တွေကသစ္စာဖောက်ကြတယ်သူလွားတဲ့ချိန်မှာစံပြကြတယ်သူဖန်ဆင်းရှင်ဖြစ်ပေမဲ့ဖန်ဆင်းခံရဲ့မချင်မဲ့မြူချင်းခံရတယ်ဆိုတော့တော်လေးအနာကျင်ရဆုံးသောပုဂ္ဂိုလ်တန်ရာတန်ချက်အများဆုံးပုဂ္ဂိုလ်လို့ပြောရင်ကျွန်တော်ခရစ်တော်ကိုပြောမှာဖြစ်ပါတယ်လောကမှာလူတယောက်ကအမျိုးမျိုးပြစ်စချင်းခံရတယ်ကျွန်တော်တို့အပြစ်တရားကြောင့်လူဟာခံရတာဖြစ်ပါတယ်။အမေဒီမှာခရစ်တော်ခံရတာဟာအပြစ်မဲ့တဲ့သူဖြစ်လက်ပြီးဖန်ဆင်းရှင်ဘုရားဖြစ်လက်ပြီးဘုရားသခင်ရဲ့သားတော်ဖြစ်လက်ပြီးသူဟာဒီလိုမျိုးတွေခံခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့သူနာခြင်းခဲ့ရတဲ့တန်ရာတွေကလူတွေကိုမချိခိုက်စေဘူးဖြစ်တယ်။လူတွေကိုမချိခိုက်စေဖြစ်တယ်။သူနာခြင်းခဲ့အရာတွေကလူတွေကိုအမြဲတမ်းခွင့်လွှတ်ပေးနေတာဖြစ်ပါတယ်ဒါကျွန်တော်ပုံမှာမြင်ရတဲ့တန်ရာမမြင်ရတဲ့တန်ရာတွေရှိနိုင်ပါတယ်အဲ့ဒီအရာတွေကကျွန်တော်တို့ဦးဆောင်တဲ့တိုးစုတွေကိုမနာကျင်စေဖို့အတွက်တတိပြုဖို့တင်နာမရေးကြည့်ပါတယ်ဒါကြောင့်အမှုလို့ဆောင်ကြောက်နေတယ်တင့်ရဲ့ trauma ကုသနည်းကပါဆိုခရစ်တော်ကိုစိတ်စစ်ကြည့်ဖို့ဖြစ်တယ်ခရစ်တော်ရဲ့နှလုံးသားကိုတင့်ထဲမှာရှင်သန်စေဖို့ကျွန်တော်အထဲမှာရှင်သန်စေဖို့ဖြစ်ပါတယ်တကယ်ခရစ်တော်ရဲ့စိတ်တမိုးသားကျွန်တော်အထဲမှာရှင်သန်သွားပြီဆိုတော့ကျွန်တော်အထဲမှာစိတ်တန်ရာတွေများရှိနေပေမဲ့လူတွေကိုတကယ်ပဲနာကျင်စေတဲ့မဟုတ်ဘဲနဲ့လူတွေကိုလွတ်မြောက်စေသူတွေလူတွေကိုကျမ်းမာစေသူတွေလူတွေကိုစာနားလေပြင်နေသူတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်အားပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အတွင်းတန်ရာတွေကိုကုသတဲ့နည်းလမ်းတစ်ခုကတော့ခရစ်တော်ရဲ့အုပ်စိုးခြင်းကိုလုံးတရားလားကျွန်တော်အသက်တာထဲမှာနေရာပေးခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်အားပေးချင်တာဖြစ်တယ်ကျွန်တော်ဝေမျှချင်တာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတည့်ရဲ့နာကျင်ခံစားတဲ့အရာတွေဟာ
လူတွေကိုနာကျင်စေရမဟုတ်ဘဲနဲ့လူတွေကိုတကယ်ပြန်ပြီးတော့အကျိုးပြုတဲ့အရာလူတွေကိုတကယ်လွတ်မြောက်စေတဲ့အရာခရစ်တော်ကဲ့သို့ဘလောက်ပဲသူနော်ဝေဖန်တဲ့ခြင်းတွေနော်အမုန်းချင်းခံရပေမဲ့လေအိုးအမြဲတမ်းအဖကြီးသူတို့ကိုခွင့်လွှတ်ပေးပါဆိုပြီးတော့အမြဲတမ်းပြောတော့ပဲဒီနေ့ခရစ်တော်ရဲ့နှလုံးသားနော်ရှင်ဘောလုံးကဖြစ်တဲ့ခံချင်းနေတဲ့မှာပြောတော့ပေါ့ခရစ်တော်ရဲ့စိတ်တဘောထားကိုတင်မနိုင်ရှိစေကြပါလို့ပြောလို့ကျွန်တော်တို့တကယ်လုံးဝတဲ့ဒါနဲ့ခရစ်တော်ရဲ့စိတ်တဘောထားပြီးခရစ်တော်ရဲ့အုပ်စိုးခြင်းအပြင်ဒီ trauma တွေကိုကုသဖို့အတွက်အားလုံးကိုအားပေးခြင်းဖြစ်ပါတယ်။ကြောက်တန်းဖျားရှင်အောင်ကြည့်ပြပါစေ။